ကောင်မလေးကသူ့အမေရဲ့ပိုင်ဆိုင်မှုတွေကိုပြန်လည်ရယူခြင်းလို့သူ့မိသားစုနဲ့အတူသူ့အဖေအိမ်ကိုပြန်လာခဲ့ပါတယ်။အကျွေးအများကြီးတင်ပြီးမကြသေးခင်ကမှအကျွေးရှင်တွေရဲ့ရင်ဆိုင်ခြင်းကိုခံထားရတဲ့သူ့ဖေကအခုချမ်းသာနေပြီဖြစ်တဲ့သူ့သမီးကိုတွေ့ရှိပြီးအယမ်းပျော်ရွှင်သွားခဲ့တယ်။သူကသူ့မကိုပွေ့ဖက်ဖို့ကြိုးစားခဲ့ပေမဲ့သူ့ဦးလေးကသူ့ကိုကန်ထုတ်ခဲ့ပါတယ်။သူတို့ကအရင်ကကောင်မလေးကိုအနိုင်ကျင့်ခဲ့တဲ့အတွက်သူ့ကိုအော်ငေါက်ခဲ့ကြတယ်။ကောင်မလေးကသူ့အမေရဲ့ပစ္စည်းတွေကိုပြန်ယူဖို့အပေါ်ထက်တက်သွားတဲ့အခါမှာတော့သူ့မိထွေးကအလဲလဲအနေနဲ့3 တန်းတောင်းဆိုခဲ့ပါတယ်။ကောင်မလေးကဆန္ဒမရှိတာကြောင့်မိထွေးကသူ့မကိုပါရိုက်ဖို့ကြိုးပမ်းခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲသူ့လက်ကောက်ကရိုက်ချက်ကိုပိတ်ဆို့ကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်လေးမှာပဲကောင်မလေးရဲ့ဦးလေးကအချိန်မီဝင်လာပြီးမိထွေးကသူ့မမိသားစုရှိမှတော့သူ့မကိုအနိုင်ကျင့်ရသေးတာကိုမှင်သက်သွားခဲ့တယ်။မိထွေးကကြောက်လန့်လွန်းလို့အလင်းအမြန်ညှင်းဆိုခဲ့ပြီးသူ့မကလည်းကောင်မလေးရဲ့အမေဖြစ်ကြောင်းနဲ့သူ့မကိုအယမ်းချစ်ကြောင်းပြောဆိုခဲ့ပါတယ်။ဦးလေးကအေးဆက်စွာနှာခေါင်းရှုံပြီးသူ့မကိုတင်ကန်းစာပေးခဲ့ပါတယ်။အဲ့ဒီနောက်သူတို့ကကောင်မလေးကိုခေါ်ပြီးဒီယိုရှာဖွယ်ကောင်းတဲ့အိမ်ကနေထွက်ခွာသွားခဲ့ကြတယ်။ကောင်မလေးမသိတာကတော့သူ့ဦးလေးတွေကသူ့မကိုစားလက်စားချင်နေခဲ့ပြီဖြစ်ပါတယ်။သူ့အဖေတေဝါလီခံသွားပြီးတဲ့နောက်မှာသူကသူ့ဇနီးကိုသူ့သမီးကိုအနိုင်ကျင့်ပြီးသူတို့ရဲ့ကြာဆုံးခြင်းကိုဦးတည်စေခဲ့တယ်လို့ပြည်တင်ကသူ့မကိုပြင်းပြင်းထန်ထန်အောင်ငေါက်ခဲ့ပါတယ်။သူ့အမေကတော့သူ့မကိုရိုက်နှက်ခဲ့ပါသေးတယ်။အမျိုးသမီးကဆင်းရဲမွဲတေမှုနဲ့အနိုင်ကျင့်မှုကိုဆက်လက်သိမ်းမခံနိုင်တော့ပဲသူ့ခင်ပွန်းကိုအစိတ်ခတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကသူ့မရဲ့ဆိုးရွားတဲ့ချက်ပြုတ်နီးစွမ်းရည်ကိုလုံးဝညှင်းပယ်ပြီးဟင်းရည်ပကံကိုတိုက်ရိုက်မှောက်ချလိုက်ပါတယ်။ကောင်မလေးကကောင်လေးရဲ့မွေးနေ့ပွဲကိုပျော်ရွှင်စွာတက်ရောက်နေပါတယ်။ရုတ်တရက်သူ့ဖေကပြေးဝင်လာပြီးမြေပြင်ပေါ်ဒူးထောက်ကသူ့မကိုခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့ပါတယ်။သူကသူ့မကိုအရင်ကအပြစ်ပေးခဲ့တာဟာသူ့မကသူ့မိထွေးကိုလေကားပေါ်ကတွန်းချပြီးသူ့ကိုကလေးတစ်ယောက်ဆုံးရှုံးစေခဲ့ကသူ့အရန်ဒေါသထွက်ခဲ့လို့သာဖြစ်ကြောင်းပြောခဲ့ပါတယ်။သူ့မိထွေးကလည်းသူ့မနောက်ထပ်ကလေးတွေမယူတော့မှဖြစ်ပြီးအနာဂတ်မှာသူ့မကိုကောင်းကောင်းဆက်ဆံမယ်လို့ပြောဆိုခဲ့ပါတယ်။ကောင်မလေးရဲ့ဦးလေးကသူတို့ကသူ့မရဲ့ပိုင်ဆိုင်မှုကိုသာလိုချင်နေမှန်းသိနေခဲ့ပါတယ်။အဲ့ဒီနောက်သူကစောင့်ကြည့်ရုပ်တံမှတ်တမ်းကိုထုတ်ယူပြီးအမျိုးသားကိုပြသခဲ့ပါတယ်။ရုပ်တံမှတ်တမ်းကအမျိုးသမီးကတမင်တက်လေကားပေါ်ကပြုတ်ကျပြီးကောင်မလေးကိုအကွက်ဆင်ဆွဆွဲခဲ့ကြောင်းဖော်ပြနေခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကအလင်းအမြန်ညှင်းဆိုပြီးဒါဟာရုပ်မာစွာတိဖြတ်ထားတာဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲ့ဒီနောက်ထပ်ဦးလေးတစ်ယောက်ကဆေးမှတ်တမ်းတစ်ခုကိုကမ်းပေးခဲ့ပါတယ်။အဲ့ဒီမှာအမျိုးသမီးရဲ့ကလေးကလွန်ခဲ့တဲ့အချိန်ကြာကြီးကလေးကမရှိတော့ကြောင်းဖော်ပြနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမှအမျိုးသားကအမှန်တရားကိုသိရှိသွားခဲ့ပါတယ်။သူကသူ့သမီးကိုပြန်လည်နိုင်ယူဖို့အလင်းအမြန်ကြိုးစားခဲ့ပေမဲ့ကောင်မလေးကသူ့ကိုတွန်းထုတ်ခဲ့ပါတယ်။အမျိုးသားကဒေါသထွက်ပြီးသူကသူမရဲ့ဖခင်ရင်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ဦးလေးကမထီမဲ့မြင်ပြစွာနဲ့သူ့ကိုအစီရင်ခံစာတစောင်ကမ်းပေးခဲ့ပြီးသူကကောင်မလေးနဲ့တွေ့တာတော်ဆက်မှုမရှိကြောင်းဖော်ထုတ်ပြသခဲ့ပါတယ်။အမျိုးသားကကောင်မလေးကိုမျှော်လင့်ချက်မဲ့စွာအုံငေါက်ပြီးအဲ့ဒီနောက်မှာတော့မောင်းထုတ်ခြင်းခံလိုက်ရပါတယ်။ဒီအချိန်မှာလူထုဆန်းတယောက်ကပျော်ပွဲရှင်ပွဲကိုတက်ရောက်ဖို့ရောက်လာခဲ့ပါတယ်။ကောင်မလေးကစားနေတာကိုမြင်တော့သူကသူ့မကိုစူးစိုက်ကြည့်နေခဲ့တယ်။ဘာလို့လဲဆိုတော့ကောင်မလေးကသူ့ရဲ့ကွယ်လွန်သူဇနီးနဲ့တပုံစံနဲ့တူနေတာကိုသူတွေ့ရှိခဲ့ရလို့ပါပဲ။အမျိုးသားတစ်ယောက်ကအမောင်ထဲမှာပုံပြီးဒီကောင်မလေးကိုတိတ်တဆိတ်မနှံရွတ်ဆိုခဲ့ပါတယ်။ကောင်မလေးကချက်ချင်းတတိလစ်သွားပြီးသူ့ဦးလေးတွေကထိတ်လန့်သွားခဲ့ကြတယ်။အဲ့ဒီနောက်သူမကလှုပ်ဝက်ဆန်းကျဲတဲ့နေရာတစ်ခုမှာပိတ်မိနေတဲ့သူ့ကိုသူတွေ့ရှိခဲ့ရပြီးကွယ်လွန်သွားပြီဖြစ်တဲ့သူ့အမေကိုတွေ့မြင်ခဲ့ရတယ်။ဒါပေမဲ့သူ့အမေကတခဏအတွင်းမှာပဲပျောက်ကွယ်သွားခဲ့ပါတယ်။ဒီအချိန်မှာကောင်မလေးရဲ့ဆရာသခင်ကသူမအသက်အန္တရာယ်ကြားရောက်နေကြောင်းတွေ့ရှိပြီးလှုပ်ဝက်ဆန်းကျဲတဲ့နေရာတွေကိုအတင်းအကျပ်ဝင်ရောက်ဖို့မန္တန်တစ်ခုကိုအလင်းအမြန်ရွတ်ဆိုခဲ့ပါတယ်။သူကကောင်မလေးကိုသူ့မိသားစုနဲ့ထာဝရအတူရှိနေဖို့တခြားသူတွေကိုအဆက်မပြတ်ကယ်တင်ရမယ်လို့ပြောခဲ့တယ်။သူမတာလူအလုံးအလောက်ကိုကယ်တင်ပြီးသူ့လက်ကောက်ပေါ်ကပတိစေးအလုံးကိုလင်းလက်လာစေနိုင်ခဲ့ရင်သူ့အမေကိုအသက်ပြန်သွင်းနိုင်မှာဖြစ်ပါတယ်။ကောင်မလေးကသူမနားလဲကြောင်းပြောခဲ့တယ်။အဲ့ဒီနောက်သူမနိုးထလာပြီးလူဆိုးကလည်းမန္တန်ပြန်တင်ခြင်းကိုခံစားခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးကောင်မလေးကဆေးပညာအရေးချင်းတွေတင်ယူဖို့သူ့ဆရာသခင်နောက်ကိုဇွဲလုံးလာနဲ့လိုက်ပါခဲ့ပါတယ်။တနေ့မှာအမျိုးသားတစ်ယောက်ကသူမစီချင်းကပ်လာပြီးသူ့အမေကိုကယ်တင်ပေးဖို့တောင်းဆိုခဲ့ပါတယ်။သူ့ဆရာသခင်ရဲ့စကားတွေကိုတတိယရင်ကောင်မလေးကချက်ချင်းသဘောတူခဲ့ပါတယ်။ဆရာသခင်ကသူမကိုဒီဖွားဟာအိမ်မက်ဆိုးတစ်ခုထဲမှာပိတ်မိနေကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်ကောင်မလေးကသူ့သွေးခုန်နှုံကိုစစ်ဆေးပြီးထူထပ်တဲ့မြူကိုတွေကိုဖယ်ရှားကအိမ်ပြန်လန်းရှာဖွေရမှာကူညီပေးဖို့သူ့အိမ်မက်ထဲကိုဝင်ရောက်ခဲ့ပါတယ်။ဆရာသခင်ရဲ့လက်ညှိုးမှုအောက်မှာကောင်မလေးကသူမကိုအက်ဆိုင်ကူထုံးပေးခဲ့ပါတယ်။ခဏအကြာမှာတော့အဖွားအိုကနိုးထလာခဲ့ပါတယ်။သူ့သားကအယမ်းပျော်ရွှင်သွားပြီးငိုကြွေးခဲ့ပါတယ်။သူ့အမေကသူ့အတွက်သူ့မျက်ရည်တွေကိုချစ်ခင်စွာတုပ်တင်ပေးခဲ့ပါတယ်။ကောင်မလေးကလည်းဒီနှွေးထွေးတဲ့မြင်ကွင်းကြောင့်လွန်စွာစိတ်ထိခိုက်သွားခဲ့ရပါတယ်။ဒီကောင်မလေးကကိုယ်တစ်ပိုင်းတင်နေတဲ့အဖိုးကိုတယောက်သွားရီတုတ်ရမှာကူညီပေးခြင်းခဲ့ပေမဲ့သူနာပြုကတပတ်ကိုလူယူသွားခဲ့ပါတယ်။သူမကကောင်မလေးရှိမှအဖိုးအိုကိုအနိုင်ကျင့်ခဲ့ပါသေးတယ်။အဖိုးအိုကမျှော်လင့်ချက်မဲ့စွာနဲ့သူတည်သွားရင်ကောင်းမှာပဲလို့တွေးနေခဲ့ပါတယ်။ကောင်မလေးကသူ့လက်ကိုကင်ပြီးသူ့ရဲ့အတွေးတွေကိုကြားလိုက်ရပါတယ်။သူမကသူ့သားကိုဒီအကြောင်းပြောပြမယ်လို့ဆိုပါတယ်။သူနာပြုကကောင်မလေးကိုချက်ချင်းအော်ငေါက်ပြီးသူမကိုတွန်းချင်ခဲ့တယ်။ဒါပေမဲ့ကောင်မလေးရဲ့လက်ကောက်ကသူမကိုမြေပြင်ပေါ်တွန်းလဲခဲ့ပါတယ်။ဒီအချိန်မှာအဖိုးအိုရဲ့သားကရောက်လာပြီးဘာဖြစ်ခဲ့လဲလို့မေးခဲ့ပါတယ်။သူနာပြုကပြန်ကြိုက်ပြီးကောင်မလေးကသူမကိုတွန်းချခဲ့ကြောင်းပြောခဲ့ပါတယ်။ဆေးရုံအုပ်ချုပ်သူကလည်းသူနာပြုကိုထောက်ခံပြီးကောင်မလေးကစိုးသွမ်းတယ်လို့ဆိုပါတယ်။ဒါကြောင့်ကောင်မလေးကသူမအဖိုးအိုကိုကုသပေးပြီးသူ့ကိုယ်တိုင်အမှန်တရားကိုပြောပြစီမယ်လို့ဆိုပါတယ်။ဒါပေမဲ့သူ့သားကသူမကိုမယုံကြည်ခဲ့ပါဘူး။ဒီအချိန်မှာကောင်မလေးရဲ့ဆရာဝန်ဦးလေးနဲ့အရင်ကလူနာတယောက်ရဲ့မိသားစုကသူမအတွက်အာမခံပေးဖို့ရောက်လာပြီးအမျိုးသားရဲ့စိုးရိမ်မှုတွေကိုသက်သာစေခဲ့ပါတယ်။
အဲ့ဒီနောက်ကောင်မလေးကအဖိုးအိုကိုအဆိုင်ကူထုံးနဲ့ကုသပေးခဲ့ပါတယ်။အပြင်ဘက်မှာတော့အုတ်ချုပ်သူနဲ့သူနာပြုကသူမကိုဆက်လက်မဟုတ်မမှန်ဆွဆွဲနေခဲ့ပေမဲ့သူ့မိသားစုနဲ့လူနာတွေရဲ့မိသားစုတွေအားလုံးကတော့သူမကိုယုံကြည်နေခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ကောင်မလေးကအဖိုးအိုကိုဗီတက်ကလထိုင်နဲ့တွန်းထုတ်လာခဲ့ပါတယ်။သူကရုတ်တရက်ပါဆက်ဖွင့်ပြီးလိန်ညာတဲ့အတွက်သူနာပြုကိုဒေါသတကြီးအော်ငေါက်ခဲ့ပါတယ်။လူတိုင်းမြင်သက်သွားခဲ့ကြတယ်။သူကအမှန်တရားအားလုံးကိုမကြေမနက်နဲ့ပြောပြခဲ့ပါတယ်။သူသားကဒေါသကြီးနဲ့ရဲကိုခေါ်ပြီးဆေးရုံကနေအထောက်ပံ့တွေရုပ်သိမ်းမယ်လို့ကြေညာခဲ့ပါတယ်။